ဒီနေ့ဆက်လက်ပြီးဖတ်ပြပေးသွားမှာကတော့လုပ်ရက်တွေကကိုမဟုတ်ဘူးတခြားသူတွေကတော့မတူညီတဲ့ရှုထောင့်ကနေတမျိုးတစ်ဖုံပြောကောင်းပြောနိုင်တော့ညာလဲကိုလုပ်တာတွေကကိုမဟုတ်ပါဘူးဆိုလိုတာကခမားရဲ့လုပ်ရက်ဆိုတာခမားမဟုတ်ပါဘူးလုပ်ရက်ကလုပ်ရက်ခမားကခမားတက်စီပါကိုလုပ်ရက်တွေကတော်တဲ့အခါတော့ခြာတဲ့အခါခြာဖြစ်နေနိုင်ပါတယ်ဒါပေမဲ့ဒီအတွက်ကြောင့်ခမားကလူပြိန်းတယောက်ဖြစ်မသွားပါဘူးအတုံးမကျတဲ့ရွေးချယ်မှုတွေလုံးမိသွားတဲ့လူတော်တယောက်ပဲဖြစ်သွားမှာပါဖြစ်တတ်ကြပါတယ်တခါတလေမှာကျွန်တော်တို့တွေဟာကိုလုပ်ရဲ့ကြောင့်ဖြစ်လာမဲ့နောက်ဆက်တွဲအကျိုးဆက်တွေကိုမစင်းစားတော့ပဲစိတ်လိုက်မှန်ပါလှုပ်လိုက်တာတွေရှိကြတယ်တခါဘာကြောင့်ရင်မှန်းမသိလုံးမိသွားတဲ့လုပ်ရက်မျိုးတွေရှိပြန်တယ်စင်းလုံးချောအပြစ်ကင်းနေတဲ့သူရဲ့လို့မရှိပါဘူးအမားတွေတဲကပညာယူလိုက်ပါရလက်ကိုကြည့်ပြီးမှကျွန်တော်တို့ဆုံးဖြတ်ချက်တွေကမှားတယ်လို့ဝေဖန်ပြစ်တင်ရတာလွယ်ပါတယ်မှန်ပါတယ်ကျွန်တော်တို့အနေနဲ့တခြားနည်းလမ်းနဲ့တမျိုးတစ်ဖုံဆောင်ရွက်ခဲ့တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ပြီးတော့ဒီဆုံးဖြတ်ချက်ကိုရွေးချယ်လိုက်တဲ့အချိန်ကမှားမဲ့ပုံမပေါ်ခဲ့ဘူးလေအတော်ဆုံးရွေးချယ်မှုပုံစံတောင်ဖြစ်နေသေးတယ်အဲ့ဒီအချိန်ကရခဲ့တဲ့သတင်းချက်လက်ကပြည့်စုံမှုမရှိတာဖြစ်ကောင်းဖြစ်မှာပေါ့ကိုယ့်ရဲ့လုပ်ရက်ကပင်ကိုငွေရပါလူတယောက်တန်ဖို့နဲ့ဘာမှမသက်ဆိုင်ပါဘူးလုပ်တဲ့အရာပေါ်မူတည်ပြီးကောက်ချက်မချပါနဲ့အမားတစ်ခုမှမလုံးမိခြင်းဟာပိုပြီးတော့တန်ဖိုးတက်မသွားသလိုအမားလုံးမိခြင်းကြောင့်လည်းတန်ဖိုးလျော့မသွားပါဘူးရန်ဖန်ရန်ခါညံနေတဲ့လုပ်ရက်တွေလုံးမိခဲ့ရင်တော့မှကိုယ့်ရဲ့မွေးရပါလူတယောက်တန်ဖိုးကမပြောင်းမလဲတည်ရှိနေမှာပါကို့အနေနဲ့အမြဲတမ်းအကောင်းဆုံးလုပ်ခဲ့တာပဲလက်ရှိကို့မှာရှိခဲ့တဲ့ပုံကိုယ်ရေးတိုးတက်မှုနဲ့အတိအမြင်ကျမှုအဆင့်ပေါ်အခြေခံပြီးအဲ့ဒီအချိန်တုန်းကကိုစွမ်းညံစွမ်းရှိသမျှအကောင်းဆုံးစူးစမ်းခဲ့တာပဲမဟုတ်လားကိုယ့်ရဲ့ဆုံးဖြတ်ချက်တွေလှုပ်ဆောင်ချက်တွေကအဲ့ဒီကာလတုန်းကကို့မှာရှိခဲ့တဲ့ဗဟုသုတအဆင့်ပေါ်မှာအခြေခံခဲ့တာကိုယ့်ရဲ့လက်ရှိအတိတရားအဆင့်ကြောင့်နောက်အခါမှာနောင်တရမဲ့လုပ်ရက်တွေကိုလုံးမိကောင်းလုံးမိနိုင်တယ်ဒါမှမဟုတ်ပြောမိကောင်းပြောမိနိုင်ပါတယ်လုံးမိသည်ဖြစ်စေမလုံးမိသည်ဖြစ်စေသို့မဟုတ်ပြောမိသည်ဖြစ်စေမပြောမိသည်ဖြစ်စေကို့အနေနဲ့အကောင်းဆုံးလုပ်ခဲ့တာပဲကိုလုပ်ခဲ့တဲ့အကောင်းဆုံးရွေးချယ်မှုဆိုတာကအနာအဆာအပြည့်နဲ့မှားယွင်းမှုတစ်ခုသို့မဟုတ်ညံတိမ်မှုတစ်ခုဖြစ်ခဲ့တယ်ဆိုရင်တောင်မှကို့အနေနဲ့အဲ့ဒီအချိန်တုန်းကတော့အကောင်းဆုံးလုပ်တာပါပဲညံနေတဲ့ဒါမှမဟုတ်မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေလုပ်ရပါတွေကြောင့်ငွေရပါရှိပြီးသားကိုပင်ကိုလူသားတယောက်တန်ဖို့ကိုအထီးခိုက်မခံပါနဲ့အမားတွေတဲကပညာယူနိုင်ဖို့အနာဂတ်မှာမိုက်မဲတဲ့ဆုံးဖြတ်ချက်တွေလုပ်ရက်တွေကိုထပ်ပြီးတော့မလုံးမိစေဖို့အစွမ်းကုန်စူးစမ်းပါဒါဆိုရင်ရပါပြီ။နားထောင်ပေးခဲ့သူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်ရက်တွေမှာထပ်ပြီးဖတ်ပြပေးသွားမို့လို့ like follow လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။